္ဂလာပါရှင်ဒီနေ့အားလုံးအတွက်လည်းဘဝတုတ္တရပြီးတော့တကယ်ဖြစ်ရမှန်ကိစ္စလေးတစ်ခုကိုပြပြပေးခြင်းလို့ပါဘာလဲဆိုတော့ဒီအမကကြတော့ပေါ့နော်ဥပဒေလမ်းကြောင်းတွေကိုနားလည်တဲ့ရှင်းနေပေါ့နော်အဲ့တော့ဒီအမတို့ကြတော့အများတန်းပဲဥပဒေနဲ့သက်ဆိုင်တဲ့ကိစ္စတွေကိုအများတန်းကြုံတွေ့နေရတာပေါ့နော်ဒီအမပြောတဲ့ဗီဒီယိုလေးတွေကိုဆိုရင်အများတန်းလို့ကြည့်ဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူကဘဝတုတ္တလည်းရတယ်ပြီးလို့ရှိရင်တကယ်ကိုပေါ့နော်အဖြစ်မှန်တွေကိုပဲပြောတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အားလုံးလည်းစင်ကျင်လို့ရပါတယ်အဓိကကတော့အိမ်အောင်ရေးပေါ့နော်အိမ်အောင်ရေးမှာဆိုရင်အမျိုးသားကဖြစ်ဖြစ်အမျိုးသမီးကပဲဖြစ်ဖြစ်အိမ်အောင်ရေးဖောက်ပြန်နေဆိုရင်ပေါ့နော်ဘယ်လိုမျိုးကိစ္စတွေဖြစ်တယ်ဆိုတာမျိုးပါအိမ်အောင်ရေးဖောက်ပြန်နေဆိုတဲ့နေရာမှာယောက်ျားလေးတွေကကြည့်ပဲဖောက်ပြန်တာမဟုတ်ဘူးပေါ့နော်မိန်းကလေးကလည်းဖောက်ပြန်တတ်တယ်ဆိုတဲ့အကြောင်းကိုဒီမှာ share လုပ်ပေးထားတာပါဒါကြောင့်မလို့အားလုံးလည်းဘဝတုတ္တအနေနဲ့ကြည့်ရအောင်လို့ပြပြပေးချင်ပါတယ်နော်ဟာလေဟူစာလေးတစ်ခုရေးနေနဲ့ကျွန်မတွေ့ကြုံခဲ့မှုတဲ့ case လေးတွေအားလုံးတွေကအမှမမှန်ရဖြစ်နေတဲ့ case လေးတစ်ခုအကြောင်းလေးနည်းနည်းပြောပြချင်လို့ပါ case လေးကနည်းနည်းလေးတော့ကြာပြီဒီနေ့စိတ်ထဲမှာအဲ့စာလေးတစ်ခုရေးနေနဲ့အဲ့လိုသွားပြီးတော့အတွေ့လေးပေါ်မိရပေါ့နော်ဘာလဲဆိုတော့ကျွန်မစီမှာ question မှုလောက်သွားတဲ့ case လေးပါပဲအမျိုးသမီးကဖောက်ပြန်တာပါအမျိုးသားသူ့မျိုးသမီးကိုအမျိုးသမီးလေးကိုတိတ်ချစ်တော့သူကနားလဲပေးတယ်ခွင့်လွတ်ပေးတယ်ထပ်မလုပ်ဖို့လဲသူတောင်းဆိုတယ်သူဆက်လဲပေါင်းတယ်သူ့မျိုးသမီးနစ်နာမဲ့အရာတွေဥပဒေအရာတွေရောဘာမှသူချင်းချောက်တာတွေတစုံတရာဘာမှသူမလုပ်ခဲ့ဘူးသူအဲ့လောက်ချစ်တယ်သူကောင်းမလေးကိုဒါမဲ့အဲ့အမကကြတော့သူနဲ့ဖောက်ပြန်တဲ့ကောင်လေးကိုအရင်ဆွဲလန်းသွားတာညှိတွယ်သွားတာပေါ့နော်အရင်ညှိတွယ်သွားတာအရင်ဆွဲလန်းသွားတော့သူဘလို့မှဖြတ်လို့မရတော့အဲ့ relationship တခုကိုသူ့ထက်လည်းအကောင်လေးကဟွာလောက်ငယ်10နှစ်17နှစ်လောက်ငယ်တယ်အဲ့အမအထက်ပေါ့နော်သူတွေ့တဲ့ကောင်လေးကသူ့မျိုးသားကိုပဲသူပုပ်ပွင့်လေးလည်းသူပြောတယ်ဒီကောင်လေးနဲ့သူပေါင်းကျင်တယ်ပေါ့နော်သူပေါင်းကျင်တယ်သူတို့ဒီလိုအချိန်ကြီးထိဖြစ်သွားပြီဆိုတော့သူ့မျိုးသားလေးအရင်ထူးဆန်းနေသီလားတော်ထူးဆန်းတယ်တော့လည်းလေဘဝမှာအဲ့လိုတစ်ခါတယောက်ပဲဘဝမှာတွေ့ခဲ့ဘူးတယ်ပဲပြောရမလားပဲကွာပေးလိုက်တယ်သူ့မျိုးသမီးကိုကွာပေးလိုက်တဲ့အပြင်ကိုရစရာရှိတာတွေသူ့မျိုးသမီးနဲ့ပစ္စည်းပေးရမယ်ခွဲရမယ်လက်ထပ်ပွားတယ်ကုန်ခွဲပေးလိုက်တယ်အဲ့နဲ့သူတို့ကွာဖြစ်လိုက်တယ်ပေါ့နော်ဒါပေမဲ့အဲ့အမျိုးသားတွေအရန်ခံစားရတာမှတကယ်သူ့ကိုယ်သူ healing ကိုနှစ်ချီပြီးသူလုပ်ခဲ့ရတယ်သူ့အတွက်လည်းဝေကျွေးတစ်ခုလိုပဲလို့သူသတ်မှတ်ခဲ့တယ်သူဒီအမျိုးသမီးပေါ်မှာသူဆက်ရမယ့်ဝေကျွေးပေါ့နော်အဲ့ဒါနဲ့တလားလောက်နေတော့အဲ့မျိုးသမီးကကျမကိုဖုန်းဆက်တယ်ဒီသူဖောက်ပြန်တဲ့အကောင်လေးနဲ့သူတရားဝင်လက်ထပ်ချင်တဲ့ဆရာမတဲ့လက်ထပ်စာချုပ်လေးလုပ်ပေးပါလားတဲ့ဟိုဘကအမျိုးသားနဲ့ကြွားပြီးပြီဆိုတော့သူကလက်ထပ်လို့ရပြီလေအားနဲ့ပုပ္ပလေးနဲ့ပြောရင်ကျမကတော့မလုပ်ပေးချင်ဘူးပေါ့နော်ဘာလို့လဲဆိုတော့သူ့မျိုးသားနဲ့ကသူ့မျိုးသားကျမ client ဖြစ်ခဲ့တာရယ်ဆက်ဆံရသူတို့အိမ်တော်ကြီးเจ้าတွေအကုန်သိနေတာရယ်ဆိုတော့ညီမလေးလို့တလားပဲရှိသေးတော့စောသေးတယ်လေလို့ညီမလေးအမျိုးသားကိုလည်းအာနာတင်တယ်လို့ဒီရဝေးယူလိုက်ပို့ကြတော့လို့စောသေးတယ်မလားလို့ဆိုတော့တကယ်တော့ကိုမလုပ်ပေးချင်တာမလုပ်ပေးချင်ပေမဲ့ကွာအဲ့လိုစကားလေးနည်းနည်းလှအောင်ပေါ့နော်ပြောလိုက်တာပေါ့အဲ့နဲ့ကျမရုံးခန်းမှာအဲ့လိုသူနဲ့3-4ချိန်တွေ့တဲ့အချိန်မှာသူကလေအသက်လေးနည်းနည်းကျမထက်နည်းနည်းလေးကြီးရဲဆိုပေမဲ့နုဖက်လေးနေရတပြတ်မထက်မြက်လေးသူကအဲ့လိုမျိုးဒါပေမဲ့သူ့ရဲ့အတန်းလေးတကယ်စိတ်တွေကြိုးကြေပြီးတော့လေတကယ်ဟိုထမင်း9ရက်မစားတဲ့အတန်းမျိုးပဲတကယ်အဲ့လိုမျိုးဖြစ်သွားသူ့ကောင်လေးကတဲ့ရှုံနေတဲ့ဆီယာမာတဲ့ဒါပေမဲ့သူတက်ခါကြမှာဆိုလို့ရှက်လို့နေမှာပါဗောနော်အကုန်လုံးကျွန်မမပြောဘူးပေါ့သူကောင်လေးဖောက်ပြန်နေတဲ့ပုံစံမျိုးလိုဖြစ်နေတယ်ပေါ့နော် line ပေါ်တွေပါမှာစာတွေပါဖုန်းထဲမှာတွေ့တယ်တဲ့တချို့ကလေးကျွန်မလေးကြောက်လိုက်တာကန်တရားယူဘ
ဘဝမကူးခြင်းရလေလာပိုင်းတွင်တော့တစ်ဖက်မျိုးသားကိုချောင်းစီစီရဲ့ပြိုလဲတကယ်စီးပွားရေးလုပ်ငန်းရှင်တော့အရန်ချမ်းသာတဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ကနေတကယ်ကိုမိမတယောက်အတွန်းနဲ့လေအရက်တေတောက်အရက်မတောက်တဲ့သူကအရက်တေတောက်အဲ့လိုမျိုးတွေဖြစ်သွားတဲ့အချိန်မှာအခု तू ကဒီဘက်ကောင်လေးနဲ့တော့ပြန်ခံစားနေရပြီဒီလိုအိမ်တော်ကြီးအင်္ဂါရှိမျိုးသမီးတယောက်ကိုချင်းကတ်တဲ့ယောက်ျားလေးဆိုတာလေပတ်စံချူခြင်းရောပိုင်းလုံးလုပ်ခြင်းရောပြင်တကယ်ချစ်တဲ့ချစ်စစ်နဲ့လုပ်တဲ့ယောက်ျားမျိုးရှိမှမရှိတာအစိုးရကလည်းကျွန်မသိတာပဲတွေ့ကြရတယ်သူ့ထက်အသက်လည်းအများကြီးငယ်တယ်ဆိုတော့သူ့ရဲ့ဒီပစ္စည်းဥစ္စာပိုင်ဆိုင်မှုတွေကိုမက်လို့ဆိုတာဖေးနေသွားမိစံမလို့ကွာဒါပေမဲ့အမကြီးကတော့အရန်ချစ်နေရဆိုတော့လေအရန်ချစ်နေရဆိုတော့လည်းကျွန်မလည်းလက်မထပ်ပေးဖြစ်လိုက်ဘူးပေါ့နော်အဲ့နဲ့နားနေလေးကြတော့အမတကယ်သူတို့တခြားဒီရှင်းနေတရားနဲ့တင်ပါတယ်ကျွန်မလက်မထပ်ပေးလိုက်တော့သူတို့လက်ထပ်လိုက်တယ်ပေါ့နော်လက်ထပ်စာချုပ်တရားရုံးမှာလုပ်လိုက်တယ်အဲ့တပုံလေးပိုင်းကျွန်မပို့ပေးရဲဆိုတော့သူ့ကောင်လေးရတယ်ကျွန်မကိုဆိုတော့ကြောက်တယ်တဲ့ဆရာမဟောတော့ကြောက်တယ်ဆရာမကသူတို့လက်ထပ်တာကိုသိတယ်တပုံလေးလည်းပို့ထားတယ်ဆိုသူမဖောက်ပြန်မဲနဲ့နေအောင်လို့ပေါ့နော်အဲ့လိုတော့ပြောတယ်ဒါပေမဲ့လေမဆိုင်ဘူးသီလားကျမနာမည်သုံးပြီးပဲ66တခြားမင်းနာမည်သုံးပြီးပဲ66မလေးကဘာဘလောက်အင်အားကြီးရဲ့သူရဲ့အရာနဲ့ပဲ66ကျမဆိုတာလေလူသားတယောက်မိန်းမသားတယောက်ပဲလေလူတယောက်ကိုဘာမှမလုပ်လို့မရကျမတက်တာအသိပညာရဲ့အသိပညာဉာဏ်ပညာဒါပဲရှိရလေကျမမှလည်းဖောက်ပြန်ခြင်းနဲ့တော့ဖောက်ပြန်မှာပဲဘယ်လိုနည်းနဲ့ပြင်အဲ့ဒါကိုလက်ထက်စာချုပ်နဲ့လည်းချီလို့မရအောင်တော့အဲ့ဒါလည်းအမှားကြီးပဲအဲ့တော့ तू မပျော်ရွှင်ရတဲ့ live ကြီးနဲ့ तू သွားနေရတာ तू မပျော်ရွှင်ဘူးတခါတလေကျမကဖုန်းဆက်တယ်ကျမလည်းကိုချင်းစာတယ်မိမသားတယောက်နေနဲ့ကျမသူ့ကိုပြောပေးပါတယ်ဖုန်းနေပါတယ်လေမပျော်ဘူးဆရာမရဲ့တဲ့ तू ပူလောင်နေရတယ်တဲ့သူ့ရဲ့73နှစ်လောက်အိမ်တော်ကြီးတစ်ခုပျော်ရွှင်အောင်မြင်အဆင်ပြေချမ်းသာသူတို့ပတ်စံရှိကြတယ်သူတို့ယောက်ျားဆိုလည်းအရန်တော်တယ်စီးပွားရေးလုပ်ငန်းရှင်သူလည်းအဲ့လိုပဲဘာမှမပြည့်စုံဘူးဆိုတာဘာမှမရှိဘူးမပြည့်စုံဆိုတာဘာမှမရှိနေဘူးဒါပေမဲ့သူတို့မှသားသမီးတော့မရှိသူတို့နေရာမှာအဲ့လိုအစင်ပြေနေတဲ့ဟာတခုမှာခဏလေးအတွင်းမှာလပိုင်းလေးအတွင်းမှာဖြည့်ဆည်းလိုက်တဲ့အချိန်မှာသူ့ရဲ့ပျော်ရွှင်မှုတွေအကုန်လုံးစုပ်ယူသွားပြီသူ့ရဲ့အဲ့ကောင်လေးနဲ့ပတ်သက်နေတဲ့ live တက်ရှောက်လို့မှာသူ့မှာပျော်ရွှင်မှုမရှိတော့သူကစိတ်ဆင်းရဲမှုတွေနဲ့ပူလောင်မှုနဲ့တန်တရားတွေဆိုချောငယ်ကောင်လေးတယောက်ဖြစ်တဲ့အတွက်သူ့မှာစိတ်ဖိစီးမှုများစွာနဲ့တွဲမှာပေါ့သူ့ထက်အများကြီးလှတယ်အများကြီးတာတဲ့ချောမောအပြိုလေးတွဲမှာပေါ့နော်အဲ့ဖိစီးမှုအဲ့ပင်ပန်းမှုတွေနဲ့သူနေရတာတနာဖို့လည်းကောင်းတယ်ရှမ်းတနာဖို့ကောင်းတယ်အားကြောင့်လေအင်းတော်ဖောက်ပြန်တာတွေကိုကျွန်တော်တို့ကမလုံးနဲ့ဆိုတော့ awareness ကလေဒီလို video တွေကတစ်စစ်စာတွေကတစ်စစ်မဲ့ပြောနိုင်တယ်လွတ်ပြီးသွားရင်လေပျော်ရွှင်ရတဲ့စိတ်ချမ်းသာတဲ့သူဆိုတာရှိကျွန်မလာပြပေးပါလားတယောက်လားကျွန်မအဲ့လူနဲ့တကယ်စကားပြောချင်တယ်တကယ်ပျော်နေရလားဆိုတာကျွန်မတော့မတွေ့ဘူးကျွန်မလုံးဝမတွေ့ဘူးကျွန်မကတော့နည်းနည်းလေးတေးလေးပဲဖြစ်အချိန်ကြီးပြန်မပြင်လိုက်ရင်တော့ဘောတစ်လျှောက်လုံးမှာပျော်ရွှင်ရတယ်ဆိုတော့ life ကလုံးဝမရှိဘူးတက်တယ်လည်းမအမခံတယ်အခုလည်းသူလည်းငိုယိုပြီးစိတ်ဆင်းရဲအရင်တော့ဘရင်မတပားလိုမျိုးသူ့ရဲ့ပထမယောက်ျားနဲ့ဘရင်မတပားလိုမျိုးနေခဲ့ရတဲ့ပြည်စုံချမ်းသာနေရတကူကနေအခုလိုစိတ်ထောင်းကိုကြေးပြီးတော့လေအဲ့လိုမျိုးကြီးဖြစ်ပြီးတော့သူမှမန်တင်းတာပေါ့နော်ပတ်ဝန်းကျင်ကပြောမှလဲစိုးတော့လေသူတို့ကဂုတ်တိခါတွေကြခံပြီးတော့ယူလိုက်ရတဲ့အိမ်တော်ကြီးဆိုတော့ပတ်ဝန်းကျင်ကပြောမှလဲစိုးတော့သူကမပျော်ပဲမဲ့ပျော်နေတဲ့ပုံစံမျိုးကြီးလုပ်ပြီးနေရတာကြီးကလည်းအရင်တနာဖို့ကောင်းတယ်အရင်တနာရယ်သူကြည့်ပြီးတော့လေတဝင်ကားရတယ်ဒီနေ့လဲတွေးပြီးတော့လေလောကကြီးအားလို့ကိုမခံရသေးဘူးမသိရသေးခင်မှာအဆင်ပြေလောက်မလားဘာမှဖြစ်တော့ပါဘူးဆိုပြီးလောက်တာမရင်းလိုက်နဲ့မလဲလိုက်နဲ့တကယ်ပြောတာနော်ကိုယ့်ရဲ့ညီကိုမောင်နှမတွေအကုန်လုံးညီမတွေအကုန်လုံးတကယ်ပြောတာမလဲလိုက်နဲ့ပြန်ရမယ့်အရာလဲကောင်းပြီစုပြတ်တက်သွားနိုင်တယ်ဘွားတစ်ခုလုံးအဲ့ဒါလေးကိုတွေးကြည့်ရပါတော့တွေးကြည့်ရင်လည်းအဲ့လိုလေးတကယ်ရှိခဲ့တယ်ဆိုတာလေးကိုပြောတာပါဒီစတမိုင်း